အဲ့လိုကကျွန်တော်စင်းတဲ့ဟာဖြစ်ပါတယ်ဒီနေ့မှာတော့ဒီငွေဖြည့်နည်းနဲ့ပတ်သက်ပြီးတော့ပြပြပေးမယ်ပေါ့နော်ဒီတော့ငွေဖြည့်ဖို့အတွက်ဆိုရင်ဒီမှာငွေဖြည့်ရဆိုတဲ့ဟာလေးချက်နှိပ်တာပေါ့နော်ဒီဟာကြီးဖြည့်ဖို့အတွက်ဆိုအရင်တော့အကောက်ဝေဖို့တော့လိုအပ်တယ်အကောက်ဖွင့်နည်းမသိရင်လည်းဒီမှာ3နည်းထဲမှာပေါ့နော်ဒီထဲမှာဒီမှာပြတာပေးတယ်အဲ့ဆိုငွေဖြည့်နည်းပြငွေဖြည့်ဖို့အတွက်ဆိုရင်အရင်ဆုံးဒီထဲဝင်မယ်ပေါ့နော်ငွေဖြည့်တဲ့ဝင်ပြီးသွားနဲ့ဒီကျွန်တော်ပေးထားတဲ့ဒီနံပါတ်တွေပေါ့နော်ဒီနံပါတ်တွေကိုလွှဲရမှာဒီလွှဲဖို့တော့တစ်ခုချင်းစီကိုလည်းကျွန်တော်ပြပေးထားတယ်ဗျအဲကနေ copy ယူလွှဲမဲ့ software တွေဝင်ဒီ key နံပါတ် copy ပြီးသွားနဲ့လွှဲပြီးသွားနဲ့ဒီ KB ဘက်ကနေပြီး auto ကျလာပြီးသားကို site ထဲပြီးသွားနဲ့ဒီငွေလွှဲရန်ဆိုရက်ပုံလေးတွေကိုထည့်ပါနော်ဒီထဲကိုထည့်ပြီးသွားနဲ့ဒီငွေတင်းကောက်ကကြတော့ကိုလွှဲထားတဲ့အကောက်ရပေါ့နော်နာမည်ကိုပေါ့ဖုန်းထဲကလွှဲထားအကောက်ရဲ့နာမည်ကိုထည့်ပေးရမှာဗျပြီးရင်ဝယ်ယူပြီဆိုတဲ့ဟာလေးနှိပ်ပေးရပြီပေါ့နော်ပြီးသွားနဲ့တစ်ခါတင်ပြီးသွားနဲ့ဒီမှတ်တမ်းလေးမှာဆိုရင်တစ်လို့ပေါ်နေနေမယ်အဲ့လိုတင်ပြီးသွားနောက်ခါထပ်တင်မတင်နဲ့ပေါ့နော်အားဆိုရင်တော့ရပြီဗျကိုဝယ်ပြီးသွားနဲ့24/7ကိုလိုချင်တဲ့ဟာတွေကိုဝယ်လို့ရပါပြီဗျ